ချိန်ကာလဤတကားမှုဂျင်းနက်စ်မင်္ဂလာပါလူချင်းမင်းကလေးတို့ရေ Little Forest ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဆိုရင်2026ခုနှစ်ရဲ့ပထမဆုံးလ January လတွေကိုရောက်ရှိလာပါပြီဒီလကိုဘာကြောင့် January လို့ခေါ်လဲဆိုတာလူချင်းမင်းကလေးတို့ကိုစဉ်းစားမှုကြလားအဲ့ဒါကဟိုးရှေရှေတုန်းကတိတ်ထူးဆန်းတဲ့နတ်ဖျားတစ်ပါးစီကနေရလာတာကွကဲပုံမြင်လေးနားထောင်မှု Little Forest တို့အားလုံးစိတ်ကူးရင်ခရီးထွက်ကြရအောင်တွားရမယ့်နေရာကတော့ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကြီးကရှေးဟောင်းရောမအင်ပါယာကြီးရဲ့မြို့တော်ရောမမြို့ပါပဲရောမမြို့ရဲ့လမ်းတွေပေါ်မှာကြောက်တိုင်ကြီးတွေနတ်ဖျားကျောင်းဆောင်ကြီးတွေအများကြီးရှိပေမဲ့လူတွေအထူးဆန်းဆုံးဖြစ်ပြီးအကြောက်ရွံ့ဆုံးအယိုသေးဆုံးနတ်ဖျားတစ်ပါးရှိခဲ့ပူတယ်သူ့နာမည်ကတော့ဂျီနက်စ်လို့ခေါ်ပါတယ်ဂျီနက်စ်ရဲ့ရုပ်ထုကိုပထမဆုံးမြင်မှုသူတိုင်းလန့်သွားတတ်ကြတယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့ခန္ဓာကိုယ်တစ်ခုထဲမှာမျက်နှာကနှစ်ဖက်ပါနေလို့ပါပဲတာမန်လူတွေလိုမျက်နှာတစ်ခုတည်းမဟုတ်ပဲသူ့ခေါင်းရဲ့အရှေ့ဘက်မှာမျက်နှာတစ်ဖက်ခေါင်းရဲ့နောက်စီဘက်မှာနောက်ထပ်မျက်နှာတစ်ဖက်ကက်လျက်ပါရှိနေပါတယ်နောက်စီဘက်ကမျက်နှာကမုတ်စိတ်တွေနဲ့အိုမင်းရင့်ရော်နေပြီးရှေ့မျက်နှာတစ်ဖက်ကတော့နုပြိုလန်းဆန်းနေပြန်တယ်ကဲလူကြီးမင်းတို့စဉ်းစားကြည့်ပါဦးဘာလို့သူ့မှာမျက်နှာနှစ်ဖက်ပါတာလဲဟုတ်ကဲ့ပါဒါကိုဂျီနက်စ်ကငါ့ရဲ့နောက်ကျောဘက်ကိုကြည့်နေတဲ့အိုမင်းနဲ့မျက်နှာကလွန်ခဲ့တဲ့နှစ်ကအမားတွေနဲ့သင်ခန်းစာတွေကိုပြန်ကြည့်ဖို့ဖြစ်တယ်ရှေ့ကိုကြည့်နေတဲ့မျက်နှာကတော့ရောက်လာမယ့်နှစ်သက်မှာဘာတွေအကောင်းဆုံးလုပ်မလဲဆိုတာကိုမျှော်ကြည့်ဖို့ဖြစ်တယ်လို့ဖြေခဲ့ပါတဲ့ဒါအပြင်ရုံးမလူမျိုးတွေကတော့ဒီလိုယုံကြည်ကြသေးတယ်ဂျင်းနက်ဟာအချိန်ကာလကိုစောင့်ကြက်သူဖြစ်တယ်သူဟာပြီးခဲ့တဲ့အတိတ်ကိုလည်းမြင်တယ်ရောက်လာမယ့်အနာဂတ်ကိုလည်းမြင်တယ်သူ့ရဲ့မျက်လုံးတွေကနေလူကင်းသွားတဲ့အချိန်ကာလဆိုတာမရှိဘူးတဲ့ဒါကြောင့်လူတွေကဂျီနက်ကိုအစားနဲ့အဆုံးအတိတ်နဲ့အနာဂတ်ကိုပိုင်ဆိုးတဲ့နတ်ဘယားလို့တင်စားကြပြီးနှစ်တစ်နှစ်ရဲ့ပထမဆုံးလကိုဂျီနက် January ဆိုပြီးခေါ်ဝေါ်ခဲ့ကြတာဒီကနေ့အထိပါပဲဂျီနက်ရဲ့လက်ထဲမှာအမြဲတမ်းကင်ဆောင်ထားတဲ့ပစ္စည်းနှစ်ခုရှိတယ်ညာဘက်လက်ထဲမှာရွှေတော့တစ်ချောင်းကင်ထားတယ်အဲ့ဒီရွှေတော့ကစကြဝဠာရှိတကားပေါက်မှန်သမျှကိုဖွင့်နိုင်တဲ့တော့ပါနှစ်တစ်တကားအခွင့်အရေးတစ်တကားကောင်းကင်ဘုံတကားအားလုံးကိုဒီတော့နဲ့ဖွင့်လို့ရပါတယ်ဘဲဘက်လက်ထဲမှာတော့လမ်းပြမော်ဒုတ်တန်တစ်ချောင်းကင်ထားတယ်အဲ့ဒါကတော့အချိန်ကာလဆိုတဲ့ခရီးရှည်ကြီးကိုသွားနေကြတဲ့လူသားတွေကိုလမ်းမှန်ပြဖို့နဲ့မကောင်းတဲ့အရာတွေတကားပေါက်ကနေဝင်မလာအောင်တားဆီးဖို့အသုံးပြုပါတဲ့ရှေးခေတ်လူတွေကအိမ်တကားဝတိုင်းမြို့တကားဝတိုင်းမှာဂျီနက်ရှိနေတယ်လို့ယုံကြည်ကြတယ်အိမ်ထဲကနေအပြင်ထွက်ရင်ပဲဖြစ်ဖြစ်အပြင်ကနေအိမ်ထဲဝင်ရင်ပဲဖြစ်ဖြစ်ဂျီနက်ကစောင့်ကြည့်နေတယ်ဒါကြောင့်အပြောင်းလဲတိုင်းအကူအပြောင်းတိုင်းဥပမာကလေးမွေးဖွားတာမင်္ဂလာဆောင်တာနှစ်သက်ကူတာတွေမှာဂျီနက်ကိုပူဇော်ကြလေရှိပါတယ်ဂျီနက်နဲ့ပတ်သက်ရင်စိတ်ဝင်စားဖို့ကောင်းတဲ့သမိုင်းမှတ်တမ်းတစ်ခုရှိပါသေးတယ်ရုံးမမျိုးရဲ့အလဲကောင်မှာဂျီနက်နတ်ဘယားကျောင်းဆောင်တစ်ခုရှိတယ်အဲ့ဒီကျောင်းဆောင်မှာကြီးမားခမ်းနားတဲ့တကားကြီးနှစ်ချက်ရှိပါတဲ့ရုံးမလူမျိုးတွေရဲ့ထုံးစံကတိတ်ထူးဆန်းတယ်တိုင်းပြည်မှာစစ်မှတ်ဖြစ်ပွားနေပြီးစစ်တိုက်နေရပြီဆိုရင်ဂျီနက်နတ်ဘယားကျောင်းဆောင်ရဲ့တကားကြီးတွေကိုဖွင့်ထားလေရှိပါတယ်စစ်ထွက်မဲ့စစ်သည်တွေဟာဒီပွင့်နေတဲ့တကားရှိမှာကံကောင်းခြင်းစုကိုတောင်းကြတယ်တိုင်းပြည်အေးချမ်းသွားပြီးစစ်ပွဲတွေပြီးသွားပြီဆိုရင်အဲ့ဒီတကားကြီးတွေကိုပြန်ပိတ်လိပ်ရှိကြတယ်ဝမ်းနည်းစရာကောင်းတာကရောမသမိုင်းတစ်လျှောက်နှစ်ပေါင်း900ကျော်ကာလမှာဂျီနက်နတ်ဘယားကျောင်းဆောင်ရဲ့တကားကြီးတွေပိတ်ထားရတဲ့အချိန်ကရှားရှားပါပါ3ချိန်လောက်ပဲရှိခဲ့ဘူးတဲ့ကျန်တဲ့အချိန်တွေမှာလူသားတွေဟာစစ်ပွဲတွေပဲတိုက်နေခဲ့ကြလို့တကားကြီးတွေကအမြဲပွင့်နေခဲ့ရတယ်။ဒ
ဒါဟာလူသားသမိုင်းရဲ့သင်ခန်းစာတစ်ခုပါပဲငြိမ်းချမ်းရေးဆိုတာရယူဖို့တိတ်ခတ်ခဲ့ပေမဲ့တန်ဖိုးရှိဆုံးအရာတစ်ခုဆိုတာလူသားတွေကိုသတိပေးနေတယ်လို့ပါပဲကဲသမိုင်းတွေကိုထားခဲ့ပြီးပြစ္ဆုတ်ပံကိုပြန်လာကြရအောင် January လပထမပတ်မှာတတ်တာတို့မိမိတို့ရောဖေဖေမေမေတို့ပါကို Genus နတ်ဖျားလို့သဘောထားကြည့်ကြပါစို့ဟုတ်တာပေါ့ကျွန်တော်တို့ရဲ့စိတ်ထဲမှာတကားကြီးတစ်ချက်ရှိတယ်အဲ့ဒီတကားရဲ့တစ်ဖက်မှာမနစ်ကအဖြစ်အပျက်တွေရှိပြီးတစ်ဖက်မှာတော့ဒီနှစ်အတွက်အခွင့်အရေးတွေရှိနေပါတယ် Genus နတ်ဖျားကဒီကနေ့ခေတ်ကျွန်တော်တို့ကလေးတွေလူကြီးတွေကိုဘာသင်ခန်းစာတွေပေးနေလဲဆိုတာစမ်းစစ်ကြည့်ကြရအောင်နေ့တစ်နေ့ရဲ့ပထမဆုံးလကိုဘာကြောင့် Genus လို့ပေးထားတာလဲအဖြေကရှင်းပါတယ်ကျွန်တော်တို့ဟာနှစ်သစ်ကိုကူးပြောင်းတဲ့အခါ Genus လို့ပဲမျက်နှာနှစ်ဖက်ရှိဖို့လိုအပ်လို့ပါပဲအတိတ်ကိုပြန်ကြည့်တဲ့နောက်မျက်နှာအနေနဲ့ကျွန်တော်တို့ရဲ့ပြီးခဲ့တဲ့နှစ်ကိုပြန်ကြည့်ကြရမယ်ငါမနစ်ကဘာတွေမှားခဲ့လဲဘသူတွေကိုစိတ်ဒုက္ခပေးမိလဲငါရဲ့အားနည်းချက်ကဘာလဲဒီမေးခွန်းတွေကိုရဲရဲဝံ့ဝံ့မေးပြီးသင်ခန်းစာယူဖို့ဖြစ်ပါတယ်အတိတ်ကိုပြန်မကြည့်တဲ့သူဟာအနာဂတ်မှာလည်းအမှားဟောင်းကိုထပ်ကျူးလွန်မိတတ်ပါတယ်အနာဂတ်ကိုမျှော်တဲ့ရှေ့မျက်နှာအနေနဲ့ရှေ့ကိုမျှော်ကြည့်ရမယ်ဒီနှစ်သစ်မှာငါဘာတွေဖြစ်ချင်လဲလူတော်လူကောင်းဖြစ်အောင်ဘယ်လိုနေမလဲငါရဲ့အိမ်မက်တွေကဘာလဲအတိတ်မှာနေမနေပဲအနာဂတ်အတွက်မျှော်လင့်ချက်အသစ်တွေစိတ်ကူးအသစ်တွေနဲ့တကားကိုဖွင့်ရမှာဖြစ်ပါတယ်Genus ကင်ထားတဲ့ရွှေတော့ကတကယ်တော့လူချင်းမင်းကလေးတို့ရဲ့လက်ထဲမှာရှိပါတယ်အခုပဲပြင်းကြီးတဲ့တကားစိတ်ဆိုးလွယ်တဲ့တကားတွေကိုပိတ်လိုက်ပါပြီးရင်စူးစားတဲ့တကားခွင့်လွတ်တတ်တဲ့တကားပျော်ရွှင်တဲ့တကားတွေကိုရွှေတော့နဲ့ဖွင့်လိုက်ကြပါနှစ်သစ်မှာအားလုံးပဲအတိတ်ကသင်ခန်းစာတွေကိုယူပြီးအနာဂတ်ကိုလှပအောင်ဖန်တီးနိုင်တဲ့မျက်နှာနှစ်ဖက်ပိုင်ရှင်လူကောင်းလူတော်တွေဖြစ်ကြပါစေနော်။တာယာပေးကင်းပျော်ရွှင်ကျန်းမာတဲ့နှစ်တစ်နှစ်ပိုင်ဆိုင်နိုင်ကြပါစေ။ Genus နတ်ဗျာအကြောင်းကိုအဆုံးထိအတူတူနားထောင်ပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်တစ်ပတ်မှာပြန်တွေ့ကြပါမယ်နော်။ Thanks for watching. See you again in the next story.